formula ကြေးတွေမှာထိုးသားတွေဝေဝါးသွားနိုင်တဲ့ကြေးတွေများစွာရှိနေပါတယ်ဒီဗီဒီယိုမှာတော့အဲ့လိုကြေးတွေကတစ်ခုဖြစ်တဲ့ကြေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုကြေးတွေကိုစိတ်ဝင်ပါဝင်သားတယ်ဆိုလို့ရှိရင်တော့နောက်ဗီဒီယိုတွေကြည့်နိုင်ဖို့အတွက် follow လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ကြေးဘယ်လိုပေါက်တယ်ဆိုတာမပြောခင်ဒီကြေးကပြောရမယ်ဆိုရှင်ဒိုင်ကအောက်နေတာပါပဲပုံမှန်တိုင်းဆိုလို့ရှိရင်ဒိုင်ကထိုးသားမနေတဲ့ဘက်ကနေပြီးတော့နေတယ်လို့ပေါ့နော်ဒါအချမ်းမြင်ပဲဖြစ်ဖြစ်ဒါအကုန်လုံးကတော့တိထားကြတာပါပဲဒါပေမဲ့ဒီကြေးမှာဆိုလို့ရှိရင်တော့ဒိုင်ကလုံးဝအောက်ဆုံးနေတာပါအဲ့ကြေးကတော့ဒါ1 plus 50ထပ်ပေါက်ပြီးတော့ဒါ6ပေါင်းကြေး3 plus ပေါက်တဲ့ကြေးတွေပါပဲ3 plus တောင်မှဒါ90အထက်ပေါက်တဲ့ကြေးတွေကများပါတယ်ဒီလိုကြေးတွေမှာဆိုလို့ရှိရင်ဒါအပေါ်အသင်းတွေက6ပေါင်း6သွင်းနှုံးမြင့်မာပြီး6သွင်းနှုံးမြင့်မာပြီးတော့အိမ်ဝင်းတွေဖြစ်ကြတာများပါတယ်အချိန်မီ6ပေါ်တက်နိုင်တဲ့အသင်းတွေလည်းဖြစ်ပါတယ်ဒါဆိုဘာလို့လဲဒီလိုအသင်းတွေက6သွင်းနိုင်ဆိုရင်တော့မှကြေးပြည့်မောင်ဆိုတာကိုဒိုင်တွေကတွက်ချက်ပြီးမှအောက်ဆုံးနေရတာပဲဖြစ်ပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်ဒါဥရောပပွဲတွေကန်ရမဲ့အသင်းတွေပွဲရက်တွေနီးကပ်လာပြီဆိုလို့ရှိရင်ဒီလိုကြေးတွေကဒါစပြီးထွက်ပေါ်လာပါပြီအဲအကြောင်းမလို့ဒိုင်ကဒါအောက်ဆုံးလုံးဝရဲရဲကြီးကိုနေရတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကပွဲတွေကိုကျွန်တော်ပြောပြပါမယ်ဒါပဲလေးဆန်ဒါလန်ဘော်ဒီကြေးက1 plus 70ပေါက်ပြီးတော့6ပေါင်းကြေးက3 plus 55ပေါက်ပါတယ် Brentford နဲ့ Chelsea ဆိုလို့ရှိရင်1 plus 80ပေါက်ပြီးတော့6ပေါင်းကြေးက3 plus 80တောင်ပေါက်ပါတယ် Atletico နဲ့ Villa ရဲ့ပွဲဆိုလို့ရှိရင်လည်း1 plus 50ပေါက်ပြီးတော့6ပေါင်းကြေးက3 plus 50ထိပေါက်ပါတယ်ရလက်ကိုပြောရမယ်ဆိုလို့ရှိရင်ပဲလေးဆိုလို့ရှိရင် ZZ နဲ့လုံးဝအောက်ဆုံးအောင်ပါတယ် Chelsea ပွဲဆိုလို့ရှိရင်2-2နဲ့6ပေါင်းကတော့ပေါ်တက်သွားတယ် Body ကတော့လုံးဝထိုင်ကိုပါပဲAtletico ပွဲဆိုလို့ရှိရင်လည်းဒါ2-0နဲ့ body တော့အောင်သွားပါတယ်ဒါပေမဲ့6ပေါင်းကတော့အောက်နေတော့မှာပဲဒီလိုပွဲမျိုးဆိုလို့ရှိရင် body ကိုမှန်ပြောရလို့ရှိရင်အောက်သင်းမနေရဘူးဆိုရင်တော့မှဒါ6ပေါင်းကိုတော့အောက်သင်းကိုအောက်ကိုလုံးဝရဲရဲကြီးဆွန်စား